တနေ့မှာတင်ကအိမ်ထဲမှာထိုင်နေတယ်ဒါပေမဲ့မီးနဲ့နင်းကြီးတွေတွင်မှာတင်ဟာအာကာသတွေမှာလေရင်မောင်းနေတယ်တမိုင်းတဲ့ကရောမမြို့ဟောင်းထဲမှာလမ်းလျှောက်နေတယ်ဒါမှမဟုတ်ဂိမ်းကဘာထဲမှာတိုက်ခိုက်နေတယ်ဒီအရာတွေဟာသိပ္ပံစိတ်ကူးရင်ဇလံမဟုတ်တော့ဘူးဒီနေ့ကဘာမှာ virtual reality နဲ့ augmented reality ဆိုတဲ့နည်းပညာတွေကြောင့်လူတွေဟာ digital world နဲ့ real world ကိုပေါင်းဆက်ပြီးအသုံးပြုနေကြပါပြီဟုတ်ကဲ့ Fact Forge YouTube channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုမှာတော့ VR နဲ့ AR ဆိုတာဘာလဲဘယ်လိုအသုံးပြုနေကြလဲနောက်ပြီးအနာဂတ်မှာဘယ်လိုကဘာကိုဖန်တီးပေးနိုင်မလဲဆိုတာကိုအလွယ်အကူနားလည်အောင်ရှင်းပြပေးသွားပါမယ် VR AR နည်းပညာဆိုတာဘာလဲနည်းပညာတိုးတက်လာတာနဲ့အမျှလူတွေဟာကွန်ပျူတာကိုကြည့်နေတဲ့အဆင့်ကနေကွန်ပျူတာဖန်တီးထားတဲ့ကဘာတွေကိုဝင်သွားနိုင်တဲ့အဆင့်ကိုရောက်လာပါပြီဒီလိုအတွေ့အကြုံတွေကိုပေးနိုင်တဲ့နည်းပညာတွေကတော့ virtual reality နဲ့ augmented reality ဖြစ်ပါတယ် virtual reality ဆိုတာကလူတစ်ယောက်ကိုကွန်ပျူတာဖန်တီးထားတဲ့ကဘာတွေကိုဝင်သွားသလိုခံစားရအောင်လုပ်ပေးတဲ့နည်းပညာဖြစ်ပါတယ် VR headset တစ်ခုကိုဝတ်လိုက်တဲ့သင်မြင်နေတဲ့အရာအားလုံးကတကယ်အခမ်းမဟုတ်တော့ပဲ digital environment ဖြစ်သွားပါတယ်လူသုံးများတဲ့ VR headset ဥမာတွေကတော့ Meta Quest 3 PlayStation VR 2 Apple Vision Pro တို့ပါဝင်ပါတယ် VR technology ကသင်ရဲ့မျက်လုံးလှုပ်ရှားမှုခေါင်းလှုပ်ရှားမှုလက်လှုပ်ရှားမှုတွေကို detect လုပ်ပြီး virtual world ထဲမှာ real movement အဖြစ်ပြသပေးပါတယ်ဒါကြောင့် VR ကိုအသုံးပြုတဲ့အခါလူတွေကတကယ်ရှိနေသလို immersive experience ကိုခံစားရပါတယ်။ VR ကိုဘယ်နေရာတွေမှာအသုံးပြုနေကြလဲ 1. Gaming VR technology ကိုလူတွေစိတ်ဝင်စားဆုံးနေရာက gaming ဖြစ်ပါတယ်။ game ကစားတဲ့အခါ screen ကိုကြည့်နေတဲ့အစား game ထဲကိုဝင်သွားသလိုခံစားရပါတယ်။ဥပမာ shooting game ကစားတဲ့အခါလက်နဲ့တကယ်ဖြစ်သလိုခံစားရပါတယ်။ 2. Medical training ဆရာဝန်တွေဟာ surgery training ကို VR simulation နဲ့လေ့ကျင့်နိုင်ပါတယ်။တကယ်လူနာကိုမထိခိုက်စေဘဲခွဲစိတ်မှုတွေကိုအကြိမ်ကြိမ်လေ့ကျင့်နိုင်ပါတယ်။ဒါက healthcare industry အတွက်အရေးကြီးတဲ့တိုးတက်မှုတစ်ခုဖြစ်ပါတယ်။ 3. Education VR technology ကိုပညာရေးမှာလည်းအသုံးပြုလာကြပါတယ်။ဥပမာသမိုင်းဘာသာသင်တဲ့အခါစာအုပ်ထဲကပုံတွေကိုကြည့်တာမဟုတ်ပဲရှီဟောင်းမျိုးတွေကို virtual tour လုပ်နိုင်ပါတယ်။ဒါကြောင့်ကျောင်းသားတွေပိုစိတ်ဝင်စားလာပါတယ်။ Augmented reality ဆိုတာကတကယ်ကမ္ဘာပေါ်မှာ digital information တွေထပ်ထည့်ပြတဲ့နည်းပညာဖြစ်ပါတယ်။ VR လို digital world တွေကိုဝင်သွားတာမဟုတ်ပါဘူး။ real world ကိုမြင်နေရင် digital objects တွေကိုထပ်ထည့်ပြထားတာဖြစ်ပါတယ်။ဥပမာ AR app တစ်ခုကိုဖွင့်လိုက်ပြီးကင်မရာနဲ့ကြည့်လိုက်ရင်တင်အိမ်ထဲမှာ 3D object တစ်ခုပေါ်လာနိုင်ပါတယ်။ AR နည်းပညာကိုလူသိများစေခဲ့တဲ့ app ကတော့ Pokemon Go ဖြစ်ပါတယ်။ဒီ game မှာ Pokemon တွေကိုလမ်းပေါ်မှာတကယ်ရှိသလိုမြင်ရပါတယ်။ဒီ game က2016ခုနှစ်မှာထွက်လာပြီး AR technology ကိုလူသန်းများစွာအသုံးပြုလာစေခဲ့ပါတယ်။ AR ကိုအသုံးပြုနေတဲ့နေရာများ shopping online shopping လုပ်တဲ့အခါပစ္စည်းကိုဝယ်မယ်ဆိုရင် AR နဲ့အိမ်ထဲမှာဘယ်လိုပုံရမလဲကြည့်နိုင်ပါတယ်ဥပမာ sofa တစ်လုံးကိုအိမ်ထဲမှာ virtual placement လုပ်ကြည့်နိုင်ပါတယ် navigation AR technology ကို navigation မှာလည်းအသုံးပြုနေကြပါတယ်လမ်းညွှန်များတွေကို screen ပေါ်မှာ real road ပေါ်မှာတင်ပြပေးနိုင်ပါတယ်Education AR app တွေက 3D model တွေကိုပေါ်လာအောင်လုပ်ပေးပြီးသင်ယူမှုကိုပိုမိုလွယ်ကူစေပါတယ်။ဥပမာ solar system ကို 3D model နဲ့ကြည့်နိုင်ပါတယ်။ VR နဲ့ AR ကွာခြားချက်အလွယ်ဆုံးနားလည်အောင်ပြောရရင် VR က real world ကိုဖျောက်ပြီး digital world ထဲကိုဝင်သွားစေပါတယ်။ AR ကတော့ real world ပေါ်မှာ digital objects တွေထပ်ပြတာဖြစ်ပါတယ်။အနာဂတ်မှာ VR AR ဘယ်လိုပြောင်းလဲနိုင်မလဲနည်းပညာကုမ္ပဏီကြီးတွေဟာ
VR AR technology ကိုအကြီးမားယင်းနှီးမြှုပ်နှံနေပါတယ်ဥပမာ Meta Apple Microsoft တို့ဟာဒီ technology ကိုနောက်ထပ် digital computing platform အဖြစ်မြင်နေကြပါတယ်အနာဂတ်မှာလူတွေဟာ VR office ထဲမှာအလုပ်လုပ်နိုင်ပါတယ် virtual classroom ထဲမှာစာသင်နိုင်ပါတယ် virtual shopping mall ထဲမှာ shopping လုပ်နိုင်ပါတယ်ဒီလို digital universe ကို metaverse လို့ခေါ်ကြပါတယ်အချိန်တကာမှာ internet ဆိုတာလည်းမရှိခဲ့ပါဘူး smartphone ဆိုတာလည်းလူတိုင်းအသုံးပြုမယ်လို့မထင်ခဲ့ကြပါဘူးဒါပေမဲ့ဒီနေ့မှာတော့အဲ့ဒီ technology တွေကလူဘဝကိုပြောင်းလဲသွားစေခဲ့ပါတယ်အခုလေ VR နဲ့ AR technology တွေကနောက်ထပ် digital revolution တစ်ခုကိုစတင်နေပါတယ်မနေ့ဖြန်ကဘာမှာကျောင်းအလုပ်ဖြောဖြည့်ရေး shopping အားလုံးကို virtual world ထဲမှာလုပ်နိုင်မယ့်အခွင့်အရေးရှိလာနိုင်ပါတယ်နောက်ဆုံးအနေနဲ့ mix တွေကိုမေးခွန်းတစ်ခုမေးချင်ပါတယ်အဲ့ဒီအနာဂတ်ကဘာတဲ့ကိုတင်ဝင်ဖို့အဆင်ဖြစ်နေပြီလားဆိုတာပါပဲအဆင်ပြေဖြည့်ပေးခဲ့ပါဦးနောက်ထပ်စိတ်ဝင်စားစရာကောင်းပြီးဘုံတူတရရစမဲ့ဗီဒီယိုတွေတင်ဆက်ပေးဦးမှာဖြစ်လို့ channel လေးကို like and subscribe လုပ်ပေးခဲ့ဖို့မမေ့နဲ့နော်အားလုံးကိုကျေးဇူးတင်ပါတယ်